ကဲအခုဆယ်တို့ဒီမှာ event access ကိုတင်မှာဆိုတော့နော် intro လေးနည်းနည်းပြောချင်တယ်နော်ကဲစာအုပ်လေးဖွဲ့လိုက်ပါကဲစာအုပ်ထဲမှာဆိုတော့ intro page ထဲမှာ page number 1မှာဖော်ပြထားတယ်နော်ဒီအရင်ဦးဆိုတော့နေနဲ့ access software ကိုဖွင့်ရမယ်ဖွင့်ပြီးပြီဆိုအဲ့မှာဆိုတော့နော် worksheet ဆိုတဲ့ page တွေထွက်လာမယ်ကဲအဲ့မှာဆိုတော့ဒီ label လေးပြထားတယ်ကို basic score တင်ထားတဲ့ပြီးဆိုရင်တော့တိတ်ပြီးတော့ဒီမှာတိတ်ပြီးတော့မဆန်းဘူးပေါ့နော်ဒီမှာတိတ်ပြီးတော့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်ပေါ့နော်ကဲဒီမှာ title bar ပါမယ်ဒီ rainbow ပါမယ်ပြီးလို့ရှိရင်ဒီမှာကြတော့quick set 2 bar ပေါ့နော်quick set 2 bar ကြတော့ဒီမှာကိုသုံးရတဲ့ function ကိုဒီမှာထားတာပေါ့ဒါတော့ rainbow ဒါတော့ formula bars ဒါကြတော့ဒီ neighbors ပေါ့နော်ဒါတော့ row abc 1 2 3ကတော့ row တွေပေါ့ဒါ abcd ကကြတော့ဆိုတော့ column ဖြစ်တယ် cell မြန်ပဲပြောလိုက်ပါမယ်ဆိုတော့နော်machine အပြန်မေးပေါ့တကယ်လို့เนาะယင်းဒီမှာတော့ event access ဆိုတော့ event access ပုံစံတင်ရတာပါเนาะဒီ visit code မတင်ရတဲ့ကလေးတွေကြတော့တင်မယ်ဆိုရင်လည်းတင်လို့ရပါတယ်เนาะဒီမှာအရှိကဒီ visit code ကိုလေတင်ပေးပါမယ်တကယ်လို့အခုကတော့ event access ဆိုတော့နည်းနည်းပဲမြန်ဆက်ပြောလိုက်ပါမယ်เนาะဒီမှာဒါတော့ score row ပေါ့เนาะဒါ score row အတင်လုပ်လို့ရတယ်အတင်ချလုပ်လို့ရတယ်ဒါတော့ရှိမယ်1 2 3ရှိမယ်ထပ်တုံးမယ်ဆိုတော့ဒီ pattern လေးကိုနှိပ်မယ်ရှိတွေတိုးလို့ရတယ်စာရွက်တွေတိုးလို့ရတာပေါ့နော်ဒါတော့ဆို status bar နောက်တစ်ခုကဒီမှာတော့ view pattern တွေပါမယ်ကိုဘယ်လိုပုံစံနဲ့မြင်ချင်တာလဲဆိုတော့ကိုလေဒါတော့ control ငယ်တာကြီးတာလုပ်လို့ရတယ်ကဲဒါတော့ဒီ area ကြီးစာရွက်ကြီးကတော့ worksheet လို့ခေါ်တာပေါ့ကဲဆိုတော့ဒါတော့စာရွက်ထဲမှာဖော်ပြထားတာလေနော်အခုလက်တွေ့ကြဆိုတော့ကြည့်မယ်ဒါဆိုတော့ access ကိုဖွဲ့လိုက်ပါနော် access ဆိုရဲကိုရဲ့ set ထဲမှာဖွဲ့လိုက်ပါကဲဆိုတော့ဖွဲ့လိုက်ပြီဆိုရင်ဒီမှာ worksheet ဆိုတဲ့ page တစ် page ထွက်လာလိမ့်ပဲအဲ့မှာကို brand ကိုရင်ယူလိုက်ပါနော် brand ကို main ကိုယူလိုက်ပါကဲပြလို့ရှိရင်အဲ့မှာဆိုတော့ဒီ worksheet ပုံစံလာပြလိမ့်မယ်ခုနကပြန်ပြောမဲ့ဆက်တူပါပဲဒီမှာเนาะကို asset တူပါမှာဆိုရင်ကိုလိုချင်တဲ့ဒီ function လေးကိုဆိုထားလို့ရတယ်เนาะဖြုတ်လို့ရတယ်ကိုသုံးချင်တဲ့ software လေးလို့ပေါ့နော်အများကြီးပဲဆိုတော့ command တွေအများကြီးရှိတယ်เนาะဒီမှာ more command နှိပ်မယ်ဆိုရင်ကိုဘာပဲထက်ထားလို့ရပါတယ် copy ထည့်မလားထည့်မယ်ဆိုတော့ okay copy လာလိမ့်မယ်เนาะအများကြီးထည့်လို့ရတယ်ဒါเนาะဒီမှာကျတော့ဆိုလို့တက်လေးရှိမယ် file တက်เนาะအများကြီးပဲကဲဒီမှာရှိမယ်ကဲဒီအောက်မှာဆိုရင်သူ့ရဲ့ report တွေပါမယ်เนาะ report တွေပါမယ်ဒီမှာ table တွေပါမယ်ဟိုနဲ့ဆိုတော့ဟိုနဲ့ပတ်သက်တဲ့ဟာတွေပါမယ်အကုန်လုံးအများကြီးပဲနောက်တစ်ခုကဒါတော့ sequence ပေါ့เนาะဒီမှာ A1 မှာဆို A1 ဒါ neighbor လို့ခေါ်တယ်ဒါဆိုတော့ A3 ဒါ ABCD ကတော့ column ပေါ့ခုနအရှင်းပြသလိုဒါတော့ row ပေါ့ဒါဆိုတော့ A3 ဒီဆိုတော့ A နဲ့ 3 နဲ့ပေါင်းထားလို့ဒါ neighbor ပေါ့เนาะဒါကြတော့ A နဲ့ 6 နဲ့ပေါင်းထားလို့ဒါကတော့ A6 ဖြစ်သွားတာပေါ့ကိုခြားတာလေးကြည့်เนาะဒါတော့ active set လို့ခေါ်တယ်เนาะဒါအစိမ်းရောင်လေးက active set Windows 2000တင်မှာဆိုတော့အမဲရောင်လေးပေါ်ပြလိမ့်မယ်ဒါတော့အစိမ်းရောင်ဖြစ်သွားတာပေါ့နော်ကဲဒါအဲ့လိုမျိုးဖြစ်သွားတာ ABCD EF เนาะအဲ့လိုမျိုးသွားဒါတွေက column တွေပေါ့နော်ဒါတော့ worksheet ဒါတော့ sheet တွေထပ်တုပ်လို့ရတယ်သူ့နှိပ်ပေါ့နော် worksheet တုပ်ချင်တယ်ဆိုရင်တော့ဒါကတော့ဆိုတော့ view pattern လေးရှိတယ်ကိုကြိုက်တဲ့ပုံစံနဲ့ပြင်လို့ရတယ်ဒါတွေသုံးမလားเนาะပြီးတော့ဒါတော့ဒီငယ်လို့ရတယ်ကြည့်လို့ရတယ်ဒါ zoom ပေါ့နော်ကိုလုပ်လို့ရတယ်ကဲဆိုတော့ဒီ page number 1 page number 1ပြီးဆိုရင်နောက်တစ်ခုက page number 2မှာကြည့်မယ် page number 2မှာကြတော့ဒီမှာခုနကဆက်ပြောတဲ့ဟာတွေပဲเนาะခုနက report အကြောင်းရှင်းပြပြီးပြီနောက်တစ်ခုကဆိုတော့ဒီမှာ mini bar အကြောင်းနောက်ပြီးတော့ quick set 2 bar အကြောင်းเนาะဒီအောက်က note မှာဆိုတော့ဒီအခုဆိုရင်မြင်နေကြပုံစံတက်ဆိုရင်တော့ဆိုတော့column လေးမှာဆို ABCD ဆိုတော့ဘယ်လောက်ထိပဲမြင်ရမှာလဲဆိုတော့ ABCD ဆိုရင် S ထိပဲမြင်ရမှာလေเนาะတကယ်ဆိုရင်ဘယ်လောက်ထိရှိလဲဆိုတော့ဟိုးနောက်ကကိုဆွဲမဲ့ဆိုရင်ထပ်တိုးလိုက်မဲ့ဆိုရင်ဘယ်လောက်ထိရှိလဲဆိုတော့ဒီမှာဘယ်လောက်ထိဆိုတော့ A နဲ့ပြီးတော့ AXFDD column ရှိတယ်row ဆိုဒီတိုင်းပါပဲအခုဆယ်တို့မြင်နေရတဲ့အတိုင်းဆိုရင်တော့1 2 22ပဲရှိတာပေါ့နော်1 2 22ဒီပဲရှိတယ်ဒါပေမဲ့ဆိုတော့ဟိုအောက်ထိဆွဲချလိုက်မယ်ဆိုရင်တော့ဆိုတော့အများကြီးမြင်ရမှာပါကဘယ်လောက်လို့ရှိလဲဆိုတော့10 48567ဆိုတော့အမလေးဟိုခု10ရာထောင်တောင်းသိန်းသန်းနော်တသန်းကျော်တယ်အဲ့လိုရှိတယ်နားတာတွေကိုအဲ့လိုမျိုးသတ်မှတ်တာပေါ့နော်ဒါဆို row နဲ့ column နဲ့ပေါက်လို့ရှိရင်7ခွက်ဖြစ်လာတာပေါ့7ခွက်ဆိုတော့အဲ့လိုမျိုးပြောတာနော်နေဘုံမှာဖော်ပြတယ်ခုနကပြောပြီးပြီနောက်တစ်ခုကဆိုလို့နေဒီမှာဆိုရင်ဒီအခုခုနကပြောတဲ့မျိုးအစိရက်နဲ့ဖော်ပြတာပါเนาะအခု win access 2000တင်မှာဆိုတော့အနက်ရောင်ဒီမှာတော့အစိရက်နဲ့ဖော်ပြတယ်နောက်တစ်ခုကဒီဆက်ကွက်တစ်ခွက်မှာဆိုရင်တော့ဒီစာလုံးပေါင်းဘယ်နဲ့လုံးဆက်လဲဆိုတော့အခု10ရာထောင်ပေါင်းเนาะ3000ကျော်ဆက်တယ်เนาะအဲ့လိုမျိုးเนาะကိုရိုက်လို့ရတာပေါ့เนาะဒီဆက်ကွက်တစ်ခွက်မှာဆိုစာလို့အများကြီးရိုက်ဆက်နိုင်တယ်လို့ပြောတာလေเนาะကိုအများကြီးဆက်နိုင်တယ်เนาะအဲ့လိုမျိုး3000ကျော်ဆက်တယ်ဒီထက်ပိုရင်တော့မရတော့ဘူးပေါ့နော်ကဲအဲ့လိုမျိုးဒါဆိုတော့ဒီလိုဆက်ကွက်တွေကိုခုနကပြောထားတဲ့အတိုင်းရှိရလားဆိုတော့စိုင်းကြည့်မယ်ဒါနော်စိုင်းကြည့်မယ်ဆိုတော့ page number intro page မှာပဲเนาะ3မှာကြည့်လိုက်ဒီ page မှာဆိုမှF1 ကိုနှိပ်ရမယ်
F1 ကိုနေလို့ရှိရင်ကိုလိုချင်တဲ့ box ကိုကိုလိုချင်ဒီမှာ set ကွက်တွေကိုတွားလို့ရတယ်เนาะအဲ့ဒါဆိုတော့ sign ကြည့်မယ်ဆိုတော့เนาะအဲ့မှာကိုရဲ့ AZ မှာကိုဒီမှာကိုဒီဟော edit set လေးကိုဒီမှာချားနေမှာထားလိုက်ပါเนาะ70မှာထားလဲဆိုပါစို့ဒါဆိုတော့အဲ့မှာထားတာဆိုရင်ကိုက A1 ကိုတန်းသွားချင်တယ်ဆိုရင်နှိပ်လို့ရတယ်ဒါဆိုတော့ keyboard နေပြီးတော့ F5 ကိုနှိပ်လိုက်เนาะ keyboard နေ F5 ကိုနှိပ်မယ်ဆိုရင်ဒီတိုင်းပေါ်လာလိမ့်မယ်เนาะ F5 ပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာလိမ့်မယ်ဆို go to ဆိုတာဟာတွေပေါက်တွေပေါ်လာလိမ့်မယ်เนาะ go to ပေါက်တွေပေါ်လာပြီဆိုရင်အဲ့မှာကိုလိုချင်တဲ့နေရာကိုဆက်ကွက်ပေါ့ A1 ဆို A1 A2 ဆို A2 အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးကိုဆက်ကွက်နာမည်ကိုရေးထည့်လိုက်ပေါ့ရေးထည့်လိုက်ပြီဆိုရင်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးရေးထည့်လို့ရတယ်အကိုဒီမှာA 1000ဆိုတော့ရေးလိုက်ရတယ်เนาะအမအများကြီးပဲဆိုတော့သူလိုချင်တဲ့ရတယ်ကိုတွားလို့ရတယ်ကိုစိုင်းကြည့်ပေါ့เนาะပြီးလို့ရှိရင် okay ပေးလိုက်ကိုလိုချင်တဲ့ set ကွက်နာမည်ကိုရေးထည့်ပေါ့เนาะ row နဲ့ column ပေါက်ထားလဲဆိုတော့ A 100ဆိုလဲရတာပဲ A 2000ဆိုလဲရတာပဲเนาะအများကြီးရေးလို့ရတယ် okay ပြီးလို့ဆိုရင်သူပြလဲဆိုတော့သူလိုတဲ့နေရာကိုသူတွားလိမ့်မယ်เนาะအဲ့လိုမျိုးเนาะကဲဆိုတော့စိုင်းကြည့်ပေါ့เนาะကဲနောက်တစ်ခုကကြတော့ဆိုတော့ပြီးလို့ရှိရင်နောက်တစ်ခုက page number 2မှာပဲ control နဲ့ hold ကိုနှိပ်မယ်ဆိုရင်ဘာဖြစ်လဲတဲ့เนาะ control နဲ့နှိပ်မယ်ဆိုရင်เนาะဒါ shortcut ကလေးကိုတိထားဖို့လိုတယ်ဒါဆိုတော့ control နဲ့ hold ကိုနှိပ်ကြည့်မယ်เนาะဆက်လို့ control နဲ့နှိပ်မယ်ဆိုရင် keyboard နေပြီးတော့ control နဲ့ hold ကိုနှိပ်လိုက်ကြည့်เนาะဒီဘက်က hold button လေးရှိတယ် control နဲ့ hold နှိပ်မယ်ဆိုရင်အရှိကိုသွားတယ်ဒါပေမဲ့ तू ကအရှိမပဲနေတယ်ဆို channel မှာနေတယ်เนาะ control နဲ့ hold နှိပ်လိုက်မယ်ဆရာအရှိကိုရောက်သွားတယ်เนาะတခြားနေမှာနှိပ်ကြည့်လိုက်ပြီးရင်အရှိကိုသွားခြင်းနဲ့ဆိုရင်เนาะ control hold เนาะပြီးလို့ရှိရင် enter ခေါက်မယ်ဆိုရင်အောက်ကိုဆင်းတယ်เนาะ enter ခေါက်မယ်ဆိုရင်เนาะအဲ set ကွက်လေးက edit set လေးကအောက်ကိုဆင်းသွားတယ်တက်ကိုနှိပ်မယ်ဆိုရင်တော့ဘေးညာဘက်ကိုရွှေ့တယ်ပေါ့เนาะ तू က column တိုင်းညာဘက်ကိုရွှေ့မယ်ပြီးလို့ရှိရင် shift enter နှိပ်ကြည့်မယ် shift နဲ့ enter နှိပ်ကြည့်လိုက်เนาะ shift enter ဆိုတော့အပေါ်တက်တယ်အပေါ်တက်လို့ရတယ်เนาะမြောက်လည်းနှိပ်လို့ရပါတယ်ဒါလေးလည်းသုံးလို့ရတယ်เนาะကြိုက်တဲ့ဟာသုံးလို့ရတယ်เนาะ shift enter ဒါလေးသိဖို့လိုတာလေ shift တက်เนาะ shift တက်နှိပ်မယ်ဆိုရင်လည်းရတယ်ကိုဒါကတော့ကိုလိုနှိပ်လို့ရတာပေါ့ shift တက်နှိပ်မယ်ဆိုတော့နောက်ပြန်ဆုပ်ပေးမှာเนาะအဲ့လိုမျိုးပုံစံမျိုးเนาะညာဘက်ဘက်ချမ်းကိုပြန်တုပ်ပေးမယ်shift တက်နောက်တော့ control နဲ့ arrow ကိုနှိပ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ control နှိပ်ထားပြီးလို့ရှိရင် arrow နှိပ်မယ်ဆိုရင်တော့ဒီမှာတွေ့လားခုနကဆက်ပြောတဲ့ပါလဲအစိုးထိဖြစ်သွားမယ် column မှာဆိုရင်ဒီမှာ xfdd ရောက်သွားမယ်เนาะဒါဆိုတော့ကိုပြန်ပြီးတော့သွားမယ်ဆိုရင်တော့ control နဲ့ arrow နဲ့ဒီဘက် key ပြန်နှိပ်လိုက် A ပြန်ရောက်သွားမယ်เนาะဒီမှာတွေ့လားเนาะA1 ပြန်ရောက်သွားမယ် shift ဒီဘက်ညာနဲ့နှိပ်မယ်ဆိုရင်တော့ control မှားတယ် control နဲ့ဆိုတော့အဆုံးထိသွားမယ်အစမှတ်နဲ့ဆုံးမှ column အစမှတ်ဆုံးမှသွားတာပေါ့เนาะ column မှာအစနဲ့ဆုံးမှ xfd ဒါနောက်ဆုံးပဲနောက်တစ်ခုကအောက်ကိုဆင်းမယ်ဆိုရဲရတယ်အောက်ကိုဆင်းမယ်ဆိုတော့ပြန်တော့control နဲ့ဒီဘက်ကိုနှိပ်လိုက်ပြန်သွားမယ်အောက်ကိုဆင်းမယ်ဆိုရင်ဘာနှိပ်ရမလဲဆိုတော့စရိုးနေနဲ့ဒီမှာcontrol နဲ့အောက်မြောက်နှိပ်လိုက်အောက်မြောက်နေမယ်ဆိုတော့ဒါစစ်တွေ့လားအခု10ရာထောင်တောင်တန်းကျော်เนาะrow เนาะ row number အဲ့လိုဖြစ်သွားမယ်ပြန်တက်မယ်ဆိုတော့ control နဲ့အပေါ်မြောက်နှိပ်လိုက်အပေါ်တက်သွားမယ်เนาะဒါဆိုတော့အစမှဆုံးမှတက်တာအဲ့လိုရှိတယ်เนาะကဲဆိုတော့နောက်တစ်ခုကချက်လို့စရိုးဒီမှာ page down เนาะ in mode ဆိုတဲ့ဟာတွေကတော့ဒီ in mode ကလေဒီ in mode ကကြတော့စရိုးဒီWindows AZ 2010မှာပဲပေါ်လိမ့်မယ်ဒီမှာကျတော့မပေါ်2060ကိုဒါလေးကိုစမ်းပြီးပြီเนาะဒါဆိုတော့အောက်ကဟာလေးစမ်းကြည့်မယ် page down နေမယ်တဲ့ page down နေမယ်ဆိုတော့ဘာဖြစ်သွားမလဲဆိုကြည့်မယ်เนาะ page down page up order page down order page up ဒါလေးကိုစမ်းကြည့်မယ်ဆိုတော့เนาะဒါဆိုတော့order page down နေကြည့်เนาะဒီဘက်က keyboard မှာရှိတယ် page down နေကြည့်လိုက်သူကတော့ page down ကတော့ဒီမှာစာရွက်တဲ့အခုဆိုရင်22ဖြစ်သွားပြီလေ122ကနေပြီးတော့ဘယ်သွားဆိုတော့44တိရောက်သွားမှာပါเนาะစာရွက်ကိုလှန်ပေးတာပေါ့ page down 43ရောက်သွားပြီပြီးရင်ကြည့်လိုက်ပါ54ဆိုရင်55ရောက်သွားလိမ့်မယ်64ရောက်သွားလိမ့်မယ်85ဆိုတော့86ရောက်သွားလိမ့်မယ်85ရောက်သွားလိမ့်မယ်ပေါ့အောက်ပုံစံမျိုးเนาะမြင်ရမယ်ဒါတော့တရွက်ချင်းအောက်ကိုလှန်တာပေါ့ဒါဆိုတော့ဘေးတော့ဆိုတော့ပိတ်အားနေကြည့်ပိတ်အားဆိုတော့ပြန်တက်မယ်ပိတ်အားပြန်တက်မယ်เนาะပြန်တက်မယ်ဒါတော့ sheet alike တပိတ်ချင်းသွားတာပေါ့เนาะနောက်တစ်ခုကဆိုတော့ ਨੇ order page down order နဲ့နှိပ်မယ်เนาะ order page down နှိပ်ကြည့်မယ်เนาะ order page down ဒါတော့ဒီမှာဆိုရင် t ဖြစ်မယ် t ပြီးရတော့နောက်တစ်ခုက page တစ်ခုဆိုရင်တော့ AE လောက်ပေါ်မှာပေါ့เนาะ AE လောက်မှာ page down နှိပ်ကြည့်လိုက်เนาะဒါမှာ page အမှာဒါကတော့ column like တပိတ်ချင်းသွားတယ်เนาะအဲ့လိုသွားတယ်เนาะပြန်နောက်ပြန်ဆုံးမယ်ဆိုရင်တော့ဘာလို့နေရမလဲဆိုတော့ control page out order control နဲ့order နဲ့ page out နဲ့နှိပ်လိုက်เนาะ order နဲ့ page ဆိုရှေ့ကိုပြန်သွားလိမ့်မယ်row column ကိုချက်သလိုသွားလို့ရတယ်ရှေ့ရောက်သွားပြီနောက်တစ်ခုကဆိုတော့ control page down နှိပ်ကြည့်မယ်เนาะ control နဲ့ page down ကတော့ဒါကတော့ရှိကိုသွားတာပေါ့နော်ရှိကိုလှုပ်စေတယ်တဲ့သူရေးထားတယ်လေ move to the next sheet ဆိုတော့ရှိမှာတခုတည်းဆိုတော့ဆက်မပြေဘူးရှိတိုးလိုက်ရှိတိုးမယ်ဒါဆိုတော့နှိပ်ကြည့်မယ်နော်ဆိုတော့ control နဲ့
control နဲ့ page down နေကြည့်လိုက်နော်ဒီမှာစာအုပ်ထဲမှာပြထားတယ်လေ control နဲ့ page down နော်စာအုပ်ထဲမှာကြည့်နော်စာအုပ်ထဲမှာဆက်ကြည့်ပြောနေတာ control page down control page up ရှေ့သွားမယ် control page down ဆိုတော့နောက်တစ်ရက်သွားမယ်နောက်တစ်ခုကကြတော့ control best page ကကြတော့ဒါတော့ scroll လို့အလုပ်လုပ်စေတယ်ဆိုတော့ဒီမှာ Windows 2000မှာမရအောင်เนาะ function မရအောင်ဖြစ်နေတယ်เนาะကဲနောက်တစ်ခုကကြတော့ဒီတိုင်းရှိလဲတိုးလို့ရသေးတယ်အောက်ကဖော်ပြထားရတွေ့လားเนาะအောက်ကရှိတိုးတဲ့နည်းလေးရှိသေးတယ်ကဲဒီမှာဆိုရင်เนาะ whole နဲ့ cell မှာနှိပ်ပါလေเนาะပြီးလို့ရှိရင်အမ insert ရှိဝင်နေဆိုရှိတစ်ခုတိုးလာလိမ့်မယ်သူ့ button လေးကိုလည်းနှိပ်လို့ရတယ်နောက်တစ်ခုက keyboard နေသုံးလို့ဆိုတော့ alt ရဲ့ h ရဲ့ is ကိုတွဲပြီးနှိပ်မယ်ဆိုတော့ရှိတစ်ခုတိုးစေတယ် shift f11 လည်းတိုးလို့ရတယ် alt shift f1 ကိုလည်းတိုးလို့ရတယ်ရှိတိုးမယ်အများကြီးပဲ function တွေကစမ်းကြည့်မယ်เนาะ set တို့ဒါဆိုတော့အခုset တို့နဲ့ keyboard ဒီမှာ mouse ကိုသုံးမယ်ဆိုတော့ hold ကိုနှိပ်ပြီးလို့ရှိရင် insert ပြီးတော့ insert cell ထွက်လာမယ်เนาะတိုးလာတယ်ကဲဆိုတော့ keyboard ကိုသုံးပြမယ် keyboard ကိုသုံးမယ်ဆိုတော့ alt ရဲ့ h ရဲ့ i ရဲ့ s နဲ့နှိပ်လိုက်เนาะဒါဆိုတော့တိုးသွားပြီเนาะကဲပြီးလို့ရှိရင် shift f11 ကိုလည်းနှိပ်ကြည့် shift ရဲ့ sorry ရှေ့ရဲ့ f เนาะရှေ့ရဲ့ f11 တိုးစေတယ်เนาะတိုးစေတယ်ဒီမှာတိုးလာပြီတိုးလာเนาะကဲတိုးလာပြီနောက်တစ်ခုကစတို့ဒီ shift f1 ကိုလည်းနှိပ်လို့ရတယ်တဲ့ shift f1 နှိပ်လိုက်ကြည့်shift f1 တော့မရအောင်เนาะဒီ recorder ကြောင့်ဖြစ်နိုင်တယ်ထင်တယ်အခုဆရာတို့ recorder software သုံးထားတော့เนาะဒီမှာမရဖြစ်နေတယ်ဒါဆိုပြန်စမ်းကြည့်เนาะကိုလည်းရတယ်ဒီမှာ shift f1 မှာနှိပ် sorry order shift f1 sorry ဆရာနှိပ်တာမှားတယ်ဒီမှာ order sorry ဒီမှာကြည့်လိုက်เนาะ order ရဲ့ shift f1 ဆရာ shift f1 နှိပ်လိုက်เนาะ order ရဲ့ shift f1 နှိပ်ကြည့်လိုက်တိုးတယ်เนาะရတယ်เนาะဒီမှာကြည့်เนาะတိုးတယ်ဒါဆိုတော့တိုးတဲ့နီလန်ရှိတိုးတဲ့နီလန်လေးအကုန်လုံးသိရမယ်ဒါစမ်းကြည့်ပါเนาะအခုစတို့စာအုပ်ထဲမှာရေးပေးထားတယ်ဆိုတော့အကုန်လုံးစမ်းကြည့်လိုက်ဒါလေးစမ်းကြည့်မယ်ပြီးလို့ရှိရင်ဒါလေးစမ်းကြည့်မယ်ပြီးလို့ရှိရင်ဒါလေးစမ်းကြည့်မယ်ဒါဆိုတော့အခုဆရာ intro 1 2 3ပြီးသွားပြီကဲเนาะဆရာမရတဲ့ဟာလည်းမေးပါเนาะဒါလေးတို့ကိုကျွမ်းနေရမယ်ကဲဆိုတော့စမ်းကြည့်ပါเนาะ